တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတောလူမင်းနမင်းမြမမင်းတို့၏ဝဆင်းကိုရောပူဇော်ထူးခံယူတော်မူထိုက်ထသောသမ္မာသမ္ဗုဒ္ဓတ္တဒုက္ခသမုဒယနိရောဓနှင့်မေဃတဖြာလေးသစ္စာကိုဆရာမကုသယံဘုညံတော်မြတ်ဖြင့်ထိုးထွင်းရင်သိမြင်တော်မူတတ်ပါပေထသောဒါသဘဂဝတောဣတရိယဓမ္မယတတိရိကာမပယတ္ထမိဘုံလျှောက်လေနှင့်ပြေဆုံးကြောကြားခြင်းတော်မြတ်ဖရာအားဒါသဘဂဝတောဣတရိယဓမ္မယတတိရိကာမပယတ္ထမိဘုံလျှောက်လေနှင့်ပြေဆုံးတော်မူသောမြတ်စွာဘုရားအားနမောယုတိမြတ်တို့လက်ဆုံးမူ၍ရှိကိုဥညွတ်ရပါတော်သည်မြတ်စွာဘုရားဒီနေ့ဘုရားရှင်ရဲ့ဟောပေါ်ညွှန်ပြတော်မူခဲ့တဲ့ဓမ္မစကဘောဓနာသုတ်တံမြတ်စွာဘုရားရှင်သည်အဘိညုတဉာဏ်တော်မြတ်ကြီးကိုရတော်မူ၍ဂေါရိမန္နိမပါဏတိပြည်သို့ကြွတော်မူကားမိဂရာဝံသာဘုံဆုံးတဲ့ယကုံသာမောဆုံးမင်းတော်ဝဲမြတ်စွာဘုရားရှင်ပိစဝေကီ၅ပါးတို့ကိုအမှုပြုပြီးတော့ဟောတော်မူခဲ့တယ်ဟောတော်မူခဲ့သောဓမ္မစကဝေဒနာသုတ်တံဒီတရားတော်မြတ်ကိုဟောတော်မူရင်တော့ပိစဝေငါးဦးတို့တဏ္ဍမှာအတိလေးတွေဖြစ်ပေါ်ပြီးအရှင်ကောဏိညမထေသောတာပန်တည်ခဲ့တယ်နတ်မြတ်ပေါင်းတို့သည်ရေတွဲလို့မရလောက်အောင်အရိယာတွေဖြစ်တော်မူခဲ့တဲ့တရားဖြစ်တယ်ဒါကြောင့်နှလုံးသွင်းနာယူမှတ်သားနိုင်ကြပါစေဘေကုဏံပိစဝေကိနံဣတိပဒနာနာမကေမိဂဒါယေဓမ္မဝရံယန္တံနိဗ္ဗာနပပကံသံပတိနမကေနမဟာဗျံမေနယာစိတောသတုသစ္စာပကသံတောလောကနာထောအတေတယိနန္တိတံသဗ္ဗဒေဝေဟိသဗ္ဗသံပတိသာတကံသမ္ပါလောကဟိတဒါယဓမ္မစကံဗန္နာမဟိဧဝံမေသုတ်တံဧကံသမယံဘဂဝါပါရဏတိယံဝိဟာရတိမေဃဒာမုဝိတိဧဝံမေသုတ်တံဧကံသမယံဘဂဝါပါရဏတိယံဝိဟာရတိဣတိပရဏိမေဃဒာယေတံကြရဂောဘဂဝါပိစဝေကိယေဘေကုအာမန္တေတိဒွေမေဘိကဝေအန္တပပိစိတေနာနာတိဝိတ္တပါကတမေဒွေယောဇာယံကာမေတုကာမဒုက္ခံလိကာနုယောကောကမ္ဘောဗုဒ္ဓဇနိကောနာရိယောနတ္တသဟိတောယောဇာယံအတ္တကိလမတ္တနုယောကောဒုက္ခောအနာရိယောအနတ္တသဟိတောဣတိခောဘိကဝေဥဘောအန္တိအနုပကမ္မမစ္စည်းမပရိပတ္တတထာဂတိနာဘိသံဗုဒ္ဓသေဂုကရဏိညာဏကရဏိဥပသမယဘိနာယသံဘောဓယနိဗ္ဗာနယသံဝတ္တိကတမသသာဘိကဝေမစ္စည်းမပရိပတ္တတထာဂတိနာဘိသံဗုဒ္ဓသေဂုကရဏိညာဏကရဏိဥပသမယဘိညာယသံဘောဓယနိဗ္ဗာနယသံဝတ္တိအယမေဝအရိယောအထင်္ဂိကောမေကောသေယထိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယမောသမ္မာတတိသမ္မာသမာဓိအယံဂောတာဘိကဝေမျက်စိမာပฏิပတ္တာတတ္ထဂတိနာဘိသံဗုဒ္ဓ
စေကုကာရဏီညာနာကာရဏီဥပါသမယအဘိညာယသံဘောဓယနိဗ္ဗာနယသံဝတ္တတိဣဒံခောပါဏဘိကဝေဒုက္ခအရိယသစ္စာဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခံအပိယေဟိတံပယောကောဒုက္ခပိယေဟိဝိပယောကောဒုက္ခယံပိစ္ဆာနလပတိတံပိဒုက္ခံသံခိတေနပိစုပါဒာနေခန္ဓာဒုက္ခဒုက္ခသစ္စာကိုပြတယ်သမုဒယသစ္စာကိုဣဒံခောပနဘိကဝေဒုက္ခသမုဒယံအရိယသစ္စာယာယံတဏပောနောဘဝိကာနန္တိရာဂသာကန္တာတတရတတရာဘိနန္တိနိသေယထိတံကာမတဏဘဝတဏဝိဘဝတဏនិရောဓသစ္စာကိုတော့ဣဒံခောပနဘိကဝေဒုက္ခនិရောဓံအရိယသစ္စာယောတတယေဝတဏယအသိသာဝိရာဂនិရောဓာယောတတယေဝတဏယအသိသာဝိရာဂនិရောဓောဇာကောပရိနိသေကောမုနိနာလယောမေဃသစ္စာကိုတော့ဣဒံခောပနဘိကဝေဒုက္ခនិရောဓဂာမိနိပရိပဒါရိယသစ္စာအယမေဝရိယောအထင်ကြီးကောမေကောသေယထိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယမောသမ္မာတတိသမ္မာသမာဓိဒုက္ခသစ္စာနဲ့သစ္စာဉာဏ်ကိုပြတော်မူတာကဣဒံဒုက္ခအရိယသစ္ဆန္တိမေဘိခဝေဘုဗ္ဗေနန္တုသုတိတုဓမ္မိတုစေကောဥဒ္ဓပါတိဉာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဒုက္ခသစ္စာနဲ့ကိစ္စဉာဏ်ကိုဟောတော်မူတယ်တံခောပဏိတံဒုက္ခအရိယသစ္စာပါရိညေယန္တိမေဘိခဝေဘုဗ္ဗေနန္တုသုတိတုဓမ္မိတုစေကောဥဒ္ဓပါတိဉာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဒုက္ခသစ္စာနဲ့ကတ္တဉာဏ်ကိုပြတော်မူတယ်တံခောပဏိတံဒုက္ခအရိယသစ္စာပရိညာတန္တိမေဘိကဝေပုပ္ပေနန္တုသုတိတုဓမ္မိတုစေကောဥဒ္ဓပါတိဉာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိသမုဒယသစ္စာနဲ့သစ္စာဉာဏ်ကိုဘုရားဟောတော်မူပြန်တယ်ဣဒံဒုက္ခသမုဒယအရိယသစ္ဆန္တိမေဘိကဝေပုဗ္ဗေနန္တုသုတိတုဓမ္မိတုစေကောဥဒ္ဓပါတိဉာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိသမုဒယသစ္စာနဲ့ကိစ္စဉာဏ်ကိုဟောတော်မူပြန်တယ်တံခောပဏိတံဒုက္ခသမုဒယအရိယသစ္စာပါဒပန္တိမေဘိကဝေပုဗ္ဗေနန္တုသုတိတုဓမ္မိတုစေကောဥဒ္ဓပါတိဉာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိသမုဒယသစ္စာနဲ့ကတ္တဉာဏ်ကိုမြတ်စွာဘုရားမိန့်တော်မူတယ်တံခောပဏိတံဒုက္ခသမုဒယအရိယသစ္စာဗိနန္တိမေဘိကဝေပုဗ္ဗေနန္တုသုတိတုဓမ္မိတုစေကောဥဒ္ဓပါတိဉာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိនិရောဓသစ္စာနဲ့သစ္စာဉာဏ်ကိုမိန့်တော်မူတယ်ဣဒံဒုက္ခនិရောဓံအရိယသစ္ဆန္တိမေဘိကဝေပုဗ္ဗေနန္တုသုတိတုဓမ္မိတုစေကောဥဒ္ဓပါတိဉာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိនិရောဓသစ္စာနဲ့ကိစ္စဉာဏ်ကိုမိန့်တော်မူတယ်တံခောပဏိတံဒုက္ခនិရောဓံအရိယသစ္စာသစ္စိကတပန္တိမေဘိကဝေပုဗ္ဗေနန္တုသုတိတုဓမ္မေတုစေကောဥဒ္ဓပါတိဉာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္စာသစ္စိကတန္တိမေဘိကဝေပုဗ္ဗေနန္တုသုတိတုဓမ္မေတုစေကောဥဒ္ဓပါတိဉာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိမေဃသစ္စာ၌သစ္စာဉာဏ်ကိုမိန့်တော်မူခဲ့ပြန်တာကဣ
Idam doga niro doga niro doga mini bari badariya desandi me bekawe Bobe nando dodedu damidu sekong urabadi Nyana urabadi binya urabadi Waiza urabadi alogo urabadi Mega desana kesa nyanga Tango banidang doga niro doga mini bari badariya desandi Bawida bandi me begawe bobe nando dodedu damidu Sego udabadi nyana udabadi binya udabadi waiza udabadi alogo udabadi Mega desane kata nyango horomude Tango bandidang doga niyoda gamini bari badariya desam Bawidandi me begawe bobe nando dodedu damidu Sego udabadi nyana udabadi binya udabadi Waiza udabadi alogo udabadiမြတ်စွာဘုရားရှုသာဘုရားဖြစ်ကြောင်းကိုမခံခဲ့ဘူး။ယာဝကိဝိဇမေဘိကဝေဣမိတုဇတုတုအရိယသစ္စေတုဧဝံတိပရိဝတ္တံဒွါရတကာရံယတ္တဗုဒ္ဓံညာဏတတနာနာသုဝိတုတံဟောတိနေဝတဝဟံဘိကဝေတတေဝကိလောကိတမာရကိတဗျမကိသာသမနာဗျမနိယပဇာယသာဒေဝမနုဿာယအနုတ္တရသမ္မာသမ္ဗောဓိအဘိဓမ္ဗုဒ္ဓောတိပြည့်စုံညာတိပြီးတော့မှကိုယ်တို့ငါဖယားဖြစ်တဲ့အကြောင်းကိုမြတ်စွာဘုရားဝန်ခံတော်မူတာကယာတော်ဇကောမေဘိကဝေယာတော်ဇကောဘိကဝေအိမေတုသရုတ်တော်ရိယသစ္စေတုဧဝံတိပရိဝတ္တံဒွါရတကာရံယတ္တဗုဒ္ဓညာဏတတရံသဝိတုတံအဟောတိအတဟံဘိကဝေသတိဝကိလောကေတမာရကိတဗျမကိတသမဏဗျမနိယပဇာယသာတိဝမနုဿာယအနုတ္တရသမ္မာသမ္ဗုဒ္ဓေအဘိသမ္ဗုဒ္ဓောတိပစ္စည်းညာတိအဲ့ဒါလို့ဖြစ်ပြီးတော့ပစ္စုဝကနာဉာဏ်ဖြင့်သိမြင်တော်မူပုံကိုဉာဏိဇာပဏမေဒတနာဥဒပါတိအဂုပ္ပမေဝိမု ക്തി အယမန္တိမာဇာတိနတ္တိဒါနိပုဏ္ဏဘောတိပိစဝေငါဥတို့ကိုတရားနှစ်သက်လာကြပုံကိုဟောတော်မူတယ်ဣဒမဝဇဘဂဝါအတ္တမတ္တပိစဝကိယဘိက္ခုဘဂဝါတောပါတိတံအဘိနန္ဒုံတိအရှင်ကောဏိညမထေရသောတပန်တည်ခဲ့ပုံကဣမသမိစပါဏဝေယကရဏတမိဘိညမာနိအာယသမန္တောကောဏိညတာဝိရဇံဝိဒမလံဓမ္မစေကုံဥဒပါတိယံကေတိသမုဒ္ဒယဓမ္မံသဗ္ဗံတံနိရောဓဓမ္မံတိနတ်ပြန်မှာပေါင်းတို့ကအရှင်ကောဏိညမထေရသောတပန်တည်တဲ့ဆိုရင်ပဲကောင်းရှိနှုမောတာတို့အချင်းချင်းခေါ်မဆုံးဖြစ်ခဲ့ကြတယ်မဝတိတေဇာပနာဘဂဝတောဓမ္မစကိဘုံမာဒီဝတတ္တမလုသဝေတုံဣတံဘဂဝတောဧတံဘဂဝတာပါရဏတိယံဣတိပတ္တနိမိဂဒာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတ္တိယံသမဏိနဝဗျမဏိနဝဒေဝေနဝမာရိနဝဗျမုနဝကိနာဇိဝလောကသမိတ္တိဘုံမာနံဒေဝနံတတ္တံသုတ်တွာသရုမာရိတံသရုမာရာဇိကဒေဝနံတတ္တမရုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပရဏိမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတ္တိယံသမဏိနဝဗျမဏိနဝဒေဝေနဝမာရိနဝဗျမုနဝကိနာဇိဝလောကသမိတ္တိသရုမာရာဇိကဒေဝနံတတ္တံသုတ်တွာတာဝရိသတေဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပရဏိမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတ္တိယံသမဏိနဝဗျမဏိနဝဒေဝေနဝမာရိနဝဗျမုနဝကိနာဇိဝလောကသမိတ္တိတာဝရိသနံဒေဝနံတတ္တံသုတ်တွာယာမဒေဝတတ္တမနုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနိမိဂဒာယေအနုတ္တရံဓမ္မစကံဘောတိတံအပရိဝတ္တိယံသမဏိနဝဗျမဏိနဝဒေဝေနဝမာရိနဝဗျမုနဝကိနာဇိဝလောကသမိတ္တိယာမနံဒေဝနံတတ္တံသုတ်တွာသရုမာရတယာမနံဒေဝနံတတ္တံသုတ်တွာဒုတိဒါနံဒေဝနံတတ္တမနုဿဝေတုံ
ဧတံဘဂဝတာဗာရဏတိယံဣတိပရဏိမိဂရာယေအနုတ္တရံဓမ္မစကံဘောဓိတံအပတိဝတ္တိယံသမဏေနဝဗျမဏေနဝဒေဝေနဝမာရိနဝဗျမုနဝကိနာဇီဝလောကသမိန်တိတုတိရဏံဒေဝနံတတ္တံသုတ်တော်နေမနရတိဒေဝနံတတ္တမနုဿဝေသောဧတံဘဂဝတံဗရဏတိယံဣတိပရဏိမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတ္တိယံသမဏေနဝဗျမဏေနဝဒေဝေနဝမာရိနဝဗျမုနဝကိနာဇိဝလောကသမိန်တိနေမနရတိဒေဝနံတတ္တသုတ္တဝပရဏိမိတဝတဝရိဒေဝတတ္တမနုဿဝေသောဧတံဘဂဝတဗရဏတိယံဣတိပဒနေမိဂတာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတ္တိယံသမဏေနဝဗျမဏေနဝဒေဝေနဝမာရိနဝဗျမုနဝကိနာဇီဝလောကသမိန်တိပရဏိမိတဝတဝရိဒေဝနံတတ္တသုတ္တဝဗျမကာယိကာဒေဝတတ္တမနုဿဝေသောဧတံဘဂဝတာဗရဏတိယံဣတိပဒနေမိဂတာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတ္တိယံသမဏေနဝဗျမဏေနဝဒေဝေနဝမာရိနဝဗျမုနဝကိနာဇီဝလောကသမိန်တိဧတိယတေနခန္ဓေနတေနလယေနဒေနမုဋ္ဌေနယာဝဗျမလောကတတ္တောအဘုဂိစီအယင်ဇာတတသာတိလောကဓာတုတံကံပိတံပကံပိတံပဝေတိအပမနောဇာဩလာရောဥဩဘာသောလောကိပါတုရဟောတိအဓိကမဒေဝနံဒေဝနုဘာဝန္တိမြတ်စွာဘုရားဥဒံကျူပုံကအထာဂောဘဂဝါဣမံဥဒနံဥဒနေတိအညာတိဝတ္တဘောကောနိညောအညာတိဝတ္တဘောကောနိညောတိဣတိဟိတယသမန္တောကောနိညတ္တအညာတိကောနိညောတိဝနာမဩဟောတိအညာတိကောနိညယံဖြစ်တော်မူပုံကိုပြတော်မူတယ်အထာဂောယသမကောနိညောအထာဂောအယသမအညာတိကောနိညောဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိဒိတဓမ္မောပရိယောဂါလဓမ္မောဒိဏဝိသိကိသောဝိကတကတံကတောဝိသရိဇပတ္တောအပရာပစ္စယောတတုသာသနေဘဂဝန္တံဣဒတဝဇာလဗေယံဗန္တိဘဂဝတောတန္တိကိပပိဇံလဗေယံဥပသမ္ပတံတိဧဘိက္ခုယံဖြစ်တော်မူပြတော်မူတယ်ဧဘိက္ခုတိဘဂဝါအဝဇဘဂတောဓမ္မောစရဗျမစရိယံသမ္မာဒုက္ခတအန္တကရိယာယတိသာဝတ္တအာယသမ္မာဥပသမ္ပတအာယသမ္မာတောဥပသမ္ပတဩတိတိဓမ္မစကဝတ္တနာသုတ်တံနိဋ္ဌိတံဓမ္မစကဝတ္တနာသုတ်တံဓမ္မစကြဝတ္တနာသုတ်တံနိဋ္ဌိတံဤတွင်ပြီးဆုံးခြင်းသို့ရောက်ခဲ့ပါ၏တည်းမြတ်စွာဘုရားရှင်ဓမ္မစကဝတ္တနာသုတ်တံကိုဟောတော်မူပြီးလို့မကြာခင်မှာအနတ္တလက္ခဏာသုတ်တံကိုဟောတော်မူခဲ့ပါတယ်အဲ့ဒီအနတ္တလက္ခဏာသုတ်ကိုဟောတော်မူတော့မှတင်စဝေငါးဦးတို့ဟာအာသဝကင်ကုန်ခန်းလို့ယဟန္တာတွေဖြစ်ကုန်ကြတယ်ဒါကြောင့်အနတ္တလက္ခဏာသုတ်တံသည်ယဟန္တာဖြစ်တဲ့သုတ်တံလို့လည်းခေါ်ကြတယ်လောကမှာအနတ္တဉာဏ်ပွင့်လင်းတော်မူကြကုန်သောပုဂ္ဂိုလ်တို့ဟာဒုက္ခတွေငြိမ်းကုန်ကြတယ်ဒါကြောင့်မို့လို့ဓမ္မစကံဘဝတေတွာအာသံလိယံတိဟိပုံနမေဓမ္မစကံဘဝတေတွာအာသံလိယံဟိပုံနမေနဂရိပါရဏတိယံဣတိပရတဝုံချဝနေပါပိတွာတိဖလံနေတံအနုကမေနဒေတယိယံတံပကသာပိစမံဝိမုဒ္ဒတံပနာမဟိအနတ္တလက္ခဏာသုတ်ကိုဒီတန်းစပွင့်ဟောတော်မူခဲ့ပါတယ်ဧဝံမေတုတံဧကံသမယံဘဂဝါပါရဏတိယံဝိဟာရတိ
တိပတ္တနိမိဂတယေတတရခောဘဂဝါပိစဝေကိယေဘေကုအာမန္တေတိဘေခဝောတိဗတ္တန္တေတိတေဘေကုဘဂဝတောပိစသောတုံဘဂဝါဣဒတဝောဇရူပခန္ဓာကိုအနတ္တဖြစ်ပုံပြတော်မူတယ်ရူပံဘိကဝေအနတ္တရူပိသဟိတံဘိကဝေအတ္တအဘဝိတ္တနာယိတံရူပံအာဘာဒာယသံဝတ္တိယလဘိတသရူပိဧဝမေရူပံဟောတုဧဝမေရူပံမဟောတိတိယသမသခောဘိကဝေရူပံအနတ္တတတမရူပံအာဘာဒာယသံဝတ္တိတေသံဝတ္တိနာဇလပတိရူပိဧဝမေရူပံဟောတုဧဝမေရူပံမဟောတိတိဝေဒနာခန္ဓာကိုအနတ္တပြတော်မူပုံလေဝေဒနာအနတ္တဝေဒနာဇာဟိတံဘိကဝေအတ္တအဘဝိသနာဟိတံဝေဒနာအာဘာဒာယသံဝတ္တိယလဘိတသဝေဒနာယဧဝမေဝေဒနာဟောတုဧဝမေဝေဒနာမဟောတိတိယသမဇာကောဘိကဝေဝေဒနာအနတ္တယတတမဝေဒနာအာဘာဒာယသံဝတ္တိနာဇလဘတိဝေဒနာယဧဝမေဝေဒနာဟောတုဧဝမေဝေဒနာမဟောတိတိသင်္ညခန္ဓာကိုအနတ္တပြတော်မူပြန်တယ်သင်္ညာအနတ္တသင်္ညာဇာဟိတံဘိကဝေအတ္တအဘဝိသနာဟိတံသင်္ညာအာဘာဒာယသံဝတ္တိသံဝတ္တိယလဘိတသသင်္ညာယဧဝမေသင်္ညာဟောတိဧဝမေသင်္ညာမဟောတိတိယသမသကောဘိကဝေသင်္ညာအနတ္တတတမသင်္ညာအာဘာဒာယသံဝတ္တိနာဇလဘတိသင်္ညာယဧဝမေသင်္ညာဟောတုဧဝမေသင်္ညာမဟောတိတိသင်္ခါရခန္ဓာကိုအနတ္တဖြစ်အောင်ဟောတော်မူတယ်သင်္ခါရအနတ္တသင်္ခါရဇဟိတံဘိကဝေအတ္တအဘဝိတံတုသင်္ခါရအနတ္တသင်္ခါရဇဟိတံဘိကဝေအတ္တအဘဝိတံတုနာယိတံသင်္ခါရအာဘာဒာယသံဝတ္တိယောလဘိတသသင်္ခါရေတုဧဝမေသင်္ခါရဝန္တုဧဝမေသင်္ခါရမဟောတုံတိယသမသကောဘိကဝေသင်္ခါရအနတ္တတတမသင်္ခါရအာဘာဒာယသံဝတ္တံတိနာဇလဘတိသင်္ခါရေတုဧဝမေသင်္ခါရဝန္တုဧဝမေသင်္ခါရမဟောတုံတိဝိညာဉ်နဲ့ခန္ဓာကိုအနတ္တအဖြစ်ဟောတော်မူပါတယ်ဝိညာဏံအနတ္တဝိညာဏိဇာဟိတံဘိကဝေအတ္တအဘဝိတ္တနာယိတံဝိညာဏံအာဘာဒာယသံဝတ္တိယလဘိတသဝိညာဏိဧဝမေဝိညာဏံဟောတုဧဝမေဝိညာဏံမဟောတိတိယသမဇာကောဘိကဝေဝိညာဏံအနတ္တတတမဝိညာဏံအာဘာဒာယသံဝတ္တိနာဇလဘတိဝိညာဏိဧဝမေဝိညာဏံဟောတုဧဝမေဝိညာဏံမဟောတိတိရူပခန္ဓာ၌လက္ခဏာ၏သုံးပါးကိုပြတော်မူတယ်တံကိမယန္တဘိခဝေရူပံနေသံဝါအနိသံဝါတိအနိသံဗန္တိယံပနာအနိသံယံပနာနေသံဒုက္ခံဝါဒုက္ခံဝါတိဒုက္ခံဗန္တိယံပနာနေသံဒုက္ခံဝိပရိနာမဓမ္မံကံလံနုဒံသမနုပတိတုံဧတံမမဧသောဟတမေဧသောမေအတ္တာတိနောဟိတံဗန္တိနာမခန္ဓာ၄ပါး၌လက္ခဏာ၏သုံးပါးကိုပြတော်မူတယ်ဝေဒနာအနိစ္စဝါအနိစ္စဝေဒနာအနိစ္စဝါအနိစ္စဝါတိအနိစ္စံဗန္တိဝေဒနာအနိစ္စဝါအနိစ္စဝါတိအနိစ္စဗန္တိယံပနာအနိစ္စဒုက္ခံဝါဒုက္ခံဝါတိဒုက္ခံဗန္တိယံပနာအနိစ္စဒုက္ခံဝိပိနာမဓမ္မကံလံနုဒံသမနုပတိတုံဧတံမမဧသောဟတမေဧသောမေအတ္တာတိနောဟိတံဗန္တိသင်ညာနိစ္စဝါအနိစ္စဝါတိအနိစ္စဗန္တိယံပနာနိစ္စံဒုက္ခံဝါဒုက္ခံဝါတိဒုက္ခံဗန္တိယံပနာနိစ္စံဒုက္ခံဝိပိနာမဓမ္မကံလံနုကံသမနုပတိတုံဧတံမမဣသောသမေဣသောမေအတ္တာတိ
နောဟိတံဗန္တိသင်္ခါရနေဇာဝါအနိစ္စဝါတိအနိစ္စဗန္တိယံဗနာနိစ္စဒုက္ခဝါဒုက္ခဝါတိဒုက္ခဗန္တိယံဗနာနိစ္စဒုက္ခဝိပရိနာမဓမ္မံကာလနုဒ္ဒသမနုပတ္တိတောဧတံမမဣသောသမေဣသောမေအတ္တတိနောဟိတံဗန္တိဝိညာဏနိစ္စဝါအနိစ္စဝါတိအနိစ္စဗန္တိယံဗနာနိစ္စဒုက္ခဝါဒုက္ခဝါတိဒုက္ခဗန္တိယံဗနာနိစ္စဒုက္ခဝိပိနာမဓမ္မံကာလနုဒ္ဒသမနုပတ္တိတောဧတံမမဣသောသမေဣသောမေအတ္တတိနောဟိတံဗန္တိယုတ်တရားကိုတဏမာနဒိဋ္ဌိကာဟတို့ဖြင့်မရှုရပုံကိုဟောတော်မူပါမို့ပြန်တယ်တသမတိယဘိကဝေယံကိစီရူပံအဋ္ဌိတနာရံပိစုပန္နအဇ္ဇတံဝဗိတံဝါဩလာယိကံဝါသုကုမဝါဟိနံဝါပဏိတံဝါယံဒုရိတန္တိကေဝါတပ္ပံရူပံနိတံမမနိသောသမေနမေသောအတ္တတိဧဝမေတံယတ္တဗုဒ္ဓံသမ္မာပညာယဓတ္တပံဝေဒနာတရားကိုတဏမာနဒိဋ္ဌိကာမဖြစ်အောင်ရှုနည်းကိုပြတော်မူပါတယ်ယာဂာဇိဝေဒနာအဋ္ဌိတနာဂရပိစုပန္နာယာဂာဇိဝေဒနာအဋ္ဌိတနာဂတာပိစုပန္နာအဇ္ဇတံဝါဗဟိတဝါဩရာယိကဝါသုခုမဝါဟိနာဝါပဏိတဝါယာဒုရိတန္တိကေဝသဗ္ဗဝေဒနာနေတံမမနိသောဟသမေနမေသောအတ္တတိဧဝမေတံယတ္တဗုဒ္ဓံသမ္မာပညာယဓတ္တပံပညာတရားတို့ကိုလည်းပဲတဏမာနဒိဋ္ဌိမဖြစ်ဖို့အတွက်မြတ်စွာဘုရားဟောတော်မူပြန်တယ်ယကစီတင်ညာအဋ္ဌိတနာဂတပိစုပန္နာအဇ္ဇတံဝါဗိဒာဝါဩရာရိကာဝါသုခုမာဝါဟိနဝါပဏိတဝါယန္တုရိတန္တိကေဝသဗ္ဗသိညာနိတမမနိသောဟသမေနမိသောအတ္တတိဧဝမေတံယတ္တဗုဒ္ဓံသမ္မာပညာယံဓတ္တပံသင်္ခါရတရားတို့လည်းပဲတဏမာနဒိဋ္ဌိဆိုတဲ့ပပိစတရားတို့မကန့်ညီဖို့အတွက်မြတ်စွာဘုရားကမိန့်တော်မူပြန်တယ်ယေကေစီသင်္ခါရဒိဋ္ဌာနာဂတာပိစုပန္နာအဇ္ဇတံဝါဗဟိတဝါဩလာယိကဝါသုခုမာဝါဟိနာဝါပဏိတဝါယေတိဒုရေတန္တိကေဝါသဗ္ဗေသင်္ခါရာနိတံမမနိသောဟသမေနမေသောအတ္တတိဧဝမေတံယတ္တဗုဒ္ဓံသမ္မာပညာယဓတ္တပံဝိညာဉ်တရားတို့ပေါ်မှာလည်းပဲတဏမာနဒိဋ္ဌိဆိုတဲ့ပပိစတရားတို့ဖြင့်မရှုမှတ်ကြပုံကိုမိန့်တော်မူရတယ်ယံကိစီဝိညာဏံအဋ္ဌိတနာဂတာပိစုပန္နာအဇ္ဇတံဝါဗိဒာဝါဩလာယိကဝါသုခုမာဝါဩရာယိကဝါသုခုမံဝါဟိနဝါပဏိတဝါယံဒုရိတန္တိကေဝါသဗ္ဗဝိညာဏနေတမမနိသောသမေနာမေသောအတ္တတိဧဝမေတံယတ္တဗုဒ္ဓံသမ္မာပညာယံဓတ္တပံအဲ့ဒါလို့ခန္ဓာ၅ပါးနာယုတ်တရားတို့ပေါ်မှာယုတ်တရားရဲ့ပေါ်မှာတဏမာဒိဋ္ဌိပပိစတရားတို့ဖြင့်မကန့်ညီပဲနဲ့ခန္ဓာအစဉ်ဉာဏ်ချင်းပြီးသုံးသပ်ဆင်ញင်ရင်းနဲ့ပင်လျင်ခန္ဓာကိုယ်ကြီးပေါ်မှာညင်ငွေတဲ့စိတ်တွေပေါ်ပါလာပြီးတော့ညင်ငွေတဲ့နိဗ္ဗာန်ဉာဏ်မှမဲ့ဉာဏ်ကိစ္စကိုမဲ့ဆင်းဆင်းဖိုးဆင်းဆင်းကိုမြတ်စွာဘုရားကမိန့်တော်မူခဲ့ပါတယ်ဧဝံပတ္တဘိကဝေသုတ္တဝါအရိယသာဝကောရူပသမိနိဗ္ဗိန္တတိဝေဒနာယာပိနိဗ္ဗိန္တတိသင်ညာယာပိနိဗ္ဗိန္တတိသင်္ခါရေတုပိနိဗ္ဗိန္တတိဝိညာဏသမိပိနိဗ္ဗိန္တတိခန္ဓာ၅ပါးတွေညီငွေလာဖို့ပြတော်မူခဲ့တယ်ညီငွေတဲ့စိတ်တွေလွန်မြောက်ပြန်တော့နိဗ္ဗိန္တံဝိရိယစတိဝိရာဂံဝိမုစတိဝိမုဒ္ဒသမေဝိမုဒ္ဒဝိမိတာမိတိညာဏံဟောတိခိနာဇာတိဥဒိတံဗျမစရိယံကထံကရဏီယံနာဘရာဣဒတယာတိပဇာနာတိတိသဝိငါဥဟာအာသဝကုံခံလိုယဟန္တာတိဖြစ်တော်မူတဲ့ဒေသနာတော်မြတ်ကဣဒာမဝောဇဘဂဝါအတ္တမနာပိစဝိကိယဘေကုဘဂဝတောပါတိတံဘိနံဒုံတိဣမသမိဇာပဏဝေယကရဏသမိပညာမန္တိပိစဝေကိယနံ
ဘေကုဏံအနုပါဒယအာသဝေဟိစိတ်တာနေဝိမုစီတုတိနတ္တလက္ခဏာသုတ်တံနေဋ္ဌိတံအနတ္တလက္ခဏာသုတ်တံဟောဒီခန္ဓာ၅ပါးယုံနာဓမ္မသင်္ခါရတရားတို့ဤအနိစ္စဉာဏ်ဒုက္ခနာအနတ္တဉာဏ်မြင်၍ဒုက္ခဉာဏ်အနိစ္စနာဒုက္ခနာအနတ္တဉာဏ်မြင်လို့ဉာဏ်30မြင်ကနောက်ဆုံးအနတ္တဉာဏ်ဆိုတဲ့အာသဝတရားတို့ကုန်ခန်းတဲ့ဉာဏ်တို့ဉာဏ်မြတ်ကိုဟောတော်မူခဲ့သောဤနတ္တလက္ခဏာသုတ်တံတရားတော်သည်ဣတိတံဤတွင်ပြီးဆုံးခြင်းသို့ရောက်ခဲ့ပါပေတည်းဤတရားတော်မြတ်ကိုနာယူမှတ်သားကြကုန်သောသူတော်စင်များဟာဟောဒီဓမ္မစကြာတရားဓမ္မစကြာသုတ်တရားတော်နဲ့အနတ္တလက္ခဏာသုတ်တော်ကိုနေ့စဉ်မပြတ်ရောပတ်တရဆဲခြင်းသုံးသဆင်ခြင်ခြင်းနာယူမှတ်သားခြင်းကြောင့်လူဒီနတ်ဒီရဲ့ရှိခင်ခြင်းကိုခံစားရတယ်ကြီးညိုလေးစားခြင်းကိုခံစားရတယ်သူတော်ကောင်းများနဲ့တွေ့ကြုံရခြင်းတရားတို့တရားမြတ်တို့ကိုနာယူခွင့်ရခြင်းကျင့်ခွင့်ရခြင်းတရားတော်မြတ်ကိုဟောပေါ်ညွှန်ပြတဲ့အရိယာသူတော်ကောင်းများတွေ့ပြီးအရိယာသူတော်ကောင်းတို့အတိတို့ဉာဏ်တို့ကိုရရှိနိုင်ကြောင်းကိုမြတ်စွာဘုရားမိန့်တော်မူခဲ့တယ်ဒါကြောင့်မို့လို့တရားတော်မြတ်ကိုအမြဲမပြတ်သုံးသပ်ဆင်ခြင်ပွားများနာယူမှတ်သားနိုင်ကြပါစေ